glow up ဖြစ်ခြင်းတဲ့သူတွေမကြော်သွားနိုင်အောင်ပထမဆုံးတစ်ချက်လေးကကိုယ့်ရဲ့ hygiene ကို view စိုက်ပေးကြပါ glow up လို့ပြောလိုက်တာနဲ့ဒီ hygiene ဆိုတဲ့အချက်ကမပါမဖြစ်ပဲပေါ့နော်နောက်တစ်ခုကတော့ skin care ဖြစ်ပါတယ်ဒီနေရာမှာ main ကလေးရောယောက်ျားလေးရော skin care ကိုလုပ်ပေးကြပါနော် skin care လို့ပြောတိုင်း Pinterest ကလိုမျိုး skin care step တွေအများကြီးလုပ်ရမယ်လို့မဆိုလိုပါဘူးရှင်မျက်နှာလေးတက်ပြီးတော့အဲ့လိုမျိုး basic skin care step လောက်ဆိုရင်လည်းအဆင်ပြေပါတယ်ရှင် skin care လုပ်ခိုင်းနေဆိုတာကပဲအရင်များပြီးတော့ skin care ဘက်ကြီးပဲအရင် focus ထားသွားမှာဆိုတော့မဟုတ်ဘူးပေါ့နော်အတင်းအတင်းလေးနဲ့ကို confidence ရှိအောင်လောက်ကိုဆိုလိုတာဖြစ်ပါတယ်နောက်တစ်ချက်ကတော့ကိုယ့်ရဲ့အိယာကိုတည်တည်ချာချာတက်တက်ခက်ခက်လေးထားပေးပါရှင်ကိုယ့်အိမ်မှာကိုဘိုးမကြပဲနဲ့ကိုကလူကြီးလူကောင်းတယောက်ပြီးရင်းကြက်ကြက်လေးနဲ့တည်တည်ချာချာလေးပြုမှုနေထိုင်မယ်ဆိုရင်တော့အားလုံးကအားကြမယ်သူတယောက်ဖြစ်လာမယ်ပေါ့နော်နောက်တစ်ချက်ကတော့ကိုယ့်အတွက်လိုအပ်တဲ့ skill တွေကိုလေ့လာဖြစ်အောင်လေ့လာပါရှင်နောက်စားတစ်ဖက်နဲ့ဆိုပြီးမဲ့ကိုယ်စိတ်ကိုအားမပေးဘဲနဲ့တေချာလေးလေ့လာသိယူမယ်ဆိုရင်တော့ကိုယ့်အသက်မွေးဝမ်းကြောင်းအတွက်ပါ okay မှာဆိုပြီးသွားမယ်နော်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ကို mental ဘိုင်းကိုလည်း cue စိုက်ပေးဖို့လိုပါတယ်ရှင်အဲဆိုရင်တော့ mental ဘိုင်းကို cue စိုက်တဲ့အနေနဲ့ meditation ထိုင်ပေးတာမျိုးစာအုပ်လေးတွေဖတ်ပေးတာမျိုးလုပ်ပေးရရှင်အဲ့ဒါလေးကတော်တော်လေး effective ဖြစ်တာမို့လို့အားလုံး try ကြည့်စေချင်ပါတယ်နောက်ထပ်အရေးကြီးတဲ့တစ်ချက်ကတော့ကိုယ့်ရဲ့ uniform လေးကိုတည်တည်တက်တက်ဝတ်ဆင်ခြင်းအပြင်ကိုယ့်ရဲ့ aura ကိုလည်းတိုးစေနိုင်ပါတယ်ရှင်ဒါလေးကလည်း glow up tips တွေမှာမပါမဖြစ်ပဲပေါ့နော်နောက်ထပ် glow up ဖြစ်စေမယ့်အချက်ကတော့ကိုယ့်ရဲ့ confidence ကိုတည်ဆောက်တာပဲဖြစ်ပါတယ်ရှင်စကားပြောဆိုတဲ့အခါမှာ eye contact မိအောင်ပြောဆိုနိုင်တဲ့အရေးချင်းမျိုးစကားကိုချိုချိုတာတာပီပီတတ်တာနဲ့ရင်ရင်ကြည်ကြည်ပြောဆိုနိုင်မယ့်အရေးချင်းမျိုးတွေကိုလေ့ကျင့်ထားရလဲကိုယ့်အတွက်မရှိမဖြစ်လိုအပ်တဲ့အချက်တစ်ချက်ပဲပေါ့နော်နောက်ဆုံးတစ်ချက်အနေနဲ့ mental ဘိုင်းကလည်းအရေးကြီးတယ်လို့ physical ဘိုင်းကလည်းအရေးကြီးတဲ့အတွက်အားကစားတစ်ခုခုလုပ်ပေးတာမျိုးကကိုယ့်အတွက် glow up ဖြစ်စေမယ့်အချက်တစ်ချက်ပါပဲနော်အားကစားလိုက်စားတာကလည်းចောင်းသားចောင်းသူတွေရဲ့ lifestyle အတွက်တော်တော်လေးအထောက်အကူဖြစ်တာမို့လို့အားလုံးကို try ကြည့်စေချင်ပါတယ်ရှင်ကဲဟိုချမ်းပြောသွားတဲ့အချက်တွေအားလုံးကို like လုပ်ပြီးတော့အားလုံးပဲ glow up ဖြစ်နိုင်ကြပါစေရှင်အဆင်မပြေရရှိရင်လည်းပုံပွင့်လေးလေးလာပြောနိုင်ပါတယ်ရှင်ဗီဒီယိုဆုံးထိကြည့်ပေးတော့ကျေးဇူးပါ